ရှုနေကြတော့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ကျွန်မမြတ်သောအယူဝါဒတင်ကြားရေးလမ်းညွှန်စာအုပ်ကိုဖော်ပြပေးရမှာဖြစ်ပါရဲ့ရှင်မြတ်သောအယူဝါဒဖျားစကားဤမန်တိုင်လေးရအပိုင်း1ယုံကြည်ခြင်းကိုဝန်ခံခြင်းအပိုင်း2ခရိယများဤနှစ်နည်းဖွယ်ရာကိုစီရင်ကျင်းပခြင်းအပိုင်း3ခရစ်တော်သခင်၌အသက်ရှင်ခြင်းအပိုင်း4ခရိယဆုတောင်းမြတ်တာတို့ပဲဖြစ်ပါရဲ့ရှင်ဒီအပိုင်းတွင်ပါဝင်သောအကြောင်းအရာများကတော့အပိုင်း1ယုံကြည်ခြင်းကိုဝန်ခံခြင်းတွင်ဤအပိုင်း၌တမန်တော်ကြီးများဤယုံကြည်ခြင်းအချုပ်ကိုအဓိကလေ့လာသင်ကြားတာခြင်းပဲဖြစ်ပါရဲ့ရှင်အပိုင်း2ခရိယများဤနည်းနည်းဖွယ်ရာကိုစီရင်ကျင်းပခြင်းဤအပိုင်းတွင်စက္ကရမင်္ဂလာများနှင့်ဥပြုကိုယ်ွယ်ခြင်းအကြောင်းကိုလေ့လာသင်ကြားတာခြင်းပဲဖြစ်ပါရဲ့ရှင်အပိုင်း3ခရစ်တော်သခင်၌အသက်ရှင်ခြင်းဒီအပိုင်းတွင်မြတ်တော်10ပါးနှင့်ကျင့်ဝတ်တော်6ပါးအကြောင်းကိုအဓိကလေ့လာသင်ကြားထားခြင်းပဲဖြစ်ပါရဲ့ရှင်အပိုင်း4ခရိယဆုတောင်းမြတ်တာဒီအပိုင်းတွင်ခရိယဆုတောင်းပတ္ထနာကောင်းကင်ဘုံနဲ့အကြောင်းကိုအဓိကလေ့လာသင်ကြားထားခြင်းတို့ပဲဖြစ်ပါရဲ့ရှင်ယုံကြည်ခြင်းအချုပ်အဓိက2မျိုးရှိပါရဲ့ရှင်အဲ့ဒါတွေကတော့1တမန်တော်ကြီးများဤယုံကြည်ခြင်းအချုပ်2နိုင်စင်ယုံကြည်ခြင်းအချုပ်တို့ပဲဖြစ်ပါရဲ့ရှင်တမန်တော်ကြီးများဤယုံကြည်ခြင်းအချုပ်မှာတတန်းအရှိဆုံးနဲ့လူသိအများဆုံးဖြစ်ပါရဲ့ရှင်ဆုတောင်းမြတ်တာအဖြစ်ယေရှုကြကယုံကြည်ခြင်းကိုဝန်ခံကြခြင်းနဲ့ဖြစ်ပါရဲ့ရှင်စေကြောချင်းမင်္ဂလာခံယူသည့်အခါတွင်လည်းယေရှုဝန်ခံတတ်ကြပါရဲ့ရှင်နိုင်စင်ယုံကြည်ခြင်းအချုပ်သည်AD 325ခုနှစ်တွင်နိုင်စီယာမြို့တွင်ကျင်းပပြုလုပ်သောဓမ္မအညီလာခံအစည်းအဝေးပွဲကြီးမှပြဋ္ဌာန်းချက်ပဲဖြစ်ပါရဲ့ရှင်မိစာတရားပူဇော်ရာတွင်တန်စင်ဖြင့်တီဆိုခြင်းသို့မဟုတ်ရွတ်ဆိုခြင်းတို့ပြုလုပ်ကယုံကြည်ခြင်းကိုဝန်ခံကြခြင်းလည်းဖြစ်ပါရဲ့ရှင်AD 382ခုနှစ်ဓမ္မညီလာခံအစည်းအဝေးပွဲကြီး၌အတည်ပြုနိုင်ခဲ့ပြီးအသက်ဝင်ခဲ့ခြင်းလည်းဖြစ်ပါရဲ့ရှင်မိစာတရားတော်ဤအဓိကအပိုင်းကြီး၄ရက်ရှိပါရဲ့ရှင်အဲ့ဒါတွေကတော့1ပနာမအစချီခြင်း2နှုတ်တော်ထွက်စကားဝတ်ပြုခြင်း3ကိုရောမြတ်ကိုဝတ်ပြုခြင်းနဲ့4ဤကုံချုပ်ခြင်းတို့ပဲဖြစ်ပါရဲ့ရှင်မြတ်တော်အယူဝါဒဖျားစကားစာအုပ်ဤအပိုင်း3ခရစ်တော်၌အသက်ရှင်ခြင်းတတိယမန်တိုင်အားခရစ်တော်၌အသက်ရှင်ခြင်းဟုလည်းခေါ်ဆိုနိုင်ပါသေးသည်ပြည့်ညတ်တော်10ပါးနှင့်ကျင့်ဝတ်တော်များကိုလိုက်နာဆောင်ထိန်ကျင့်ကြံခြင်းအဖြစ်လည်းခရစ်တော်၌အသက်ရှင်ခြင်းပဲဖြစ်ပါရဲ့ရှင်ဖျားသခင်သည်ပြည့်ညတ်တော်10ပါးကိုမိုးစေမှတစ်ဆင့်ပြီးတော်မူခဲ့ခြင်းဖြစ်ပါရဲ့ရှင်ကက်သလစ်အသင်းတော်၏မြတ်သောအယူဝါဒဖျားစကားအပိုင်း4ခရိယန်ဆုတောင်းမြတ်တာခရိယန်ဆုတောင်းပတနာပြုခြင်းနှင့်ဆုတောင်းမြတ်တာများဆိုဒီမှာဖျားသခင်နှင့်ချစ်ခင်ရင်းနှီးစွာပြောဆိုခြင်းစကားပြောခြင်းတို့ပဲဖြစ်ပါရဲ့ရှင်ကျွန်တော်တို့ဤကိုယ်စိတ်နှလုံး3ပါးကိုဖျားသခင်တန်စိတ်ကပ်ထားခြင်းလည်းဖြစ်ပါရဲ့ရှင်ဆုတောင်းခြင်းသည်ရှေးဥစွာဖန်ဆင်းခြင်းဤအကြောင်းအရာများနှင့်စတင်ထားခြင်းပဲဖြစ်ပါရဲ့ရှင်ဆုတောင်းခြင်း၌အဓိကအားဖြင့်ခမင်းတော်ဖျားထံတိုင်တည်ထားခြင်းဖြစ်ပါရဲ့ရှင်တမဟောင်းကျမ်းတွင်ဆာလံတခြင်းများသည်ဆုတောင်းခြင်းဤစံနမူနာပင်ဖြစ်ပါရဲ့ရှင်ဆုတောင်းမြတ်တာများ၌ဘုရားခင်ဤဆုတောင်းမြတ်တာသည်အထွတ်အထိပ်ဖြစ်သည်ဆန္ဒဆုတောင်းမြတ်တာနှင့်အပြည့်စုံဆုံးသောမြတ်တာစာဟုပြီးဆိုဒီမှာလည်းမမားနိုင်ပါဘူးရှင်ဘုရားသခင်သည်ဤဆုတောင်းမြတ်တာတစ်ခုတည်းအားတွင်တင်ဆုံးမပေးခဲ့ခြင်းလည်းဖြစ်ပါရဲ့ရှင်ကျွန်ုပ်တို့ဤဘုရားသခင်အားအလွန်ချစ်မြတ်နိုးဖွယ်သောဖခင်သူတို့ဖြင့်ချင်းကပ်ကြရန်ယေရှုသခင်ကတွင်တင်ထားပါသည်ကောင်းကင်ဘုံ၌မြတ်တာတွင်တောင်းလျှောက်ချက်9ချက်ပါဝင်ပါသည်အဲ့ဒါတွေကတော့နံပါတ်1ပထမ3ချက်ကဘုရားခင်ဤဘုံတော်ကိုထင်ရှားစေရန်ရည်ရွယ်ထားခြင်းပဲဖြစ်ပါရဲ့ရှင်နံပါတ်2ဒုတိယ4ချက်ကကျွန်တော်တို့ဤဒုအပ်ချက်များအတွက်ပဲဖြစ်ပါရဲ့ရှင်စာအုပ်များကိုသိစေပါရှင်ဒီတော့အယူဝါဒပထမဆုံးနဲ့အတန်းဒီတော့အယူဝါဒဒီကြရေးလုံးမျိုးစမအပေးခြင်းတမန်ကျမ်းစာပညာအသေးဖြင့်တမန်ဟောင်းကျမ်းစာပညာအသေးဖြင့်စုပေါင်း5အုပ်တို့ရှိပါရဲ့ရှင်ကက်သလစ်ခရစ်ယာန်ဘာသာ၏အယူဝါဒအချုပ်ကိုသင်ကြားခြင်းဖြစ်သောကြောင့်မြတ်သောအယူဝါဒဖျားစကားစာအုပ်သည်အယူဝါဒလမ်းညွှန်မဆုံးဖြစ်သည်
နောက်ဆုံးအနေဖြင့်ပြောရရင်မြတ်သောအာယူဝါဒယူကြားခြင်းသည်ယုံကြည်ခြင်းအမွေအနှစ်ကိုလက်ဆင့်ကမ်းခြင်းလုပ်ငန်းစဉ်ဖြစ်ပါ